တို့တွေနေ့တိုင်းပြောနေတဲ့စကားတွေလေအဲ့ဒီစကားတွေမှာဘလောက်တောင်ကြီးမားတဲ့စွမ်းအားတွေကိန်းအောင်နေလဲဆိုတာသတိထားမိကြရလားဒီနေ့အဲ့ဒီအကြောင်းလေးနည်းနည်းလောက်ဆွေးနွေးကြည့်ကြပါမယ် ဟုတ်ပါတယ်မြန်မာစကားပုံလေးတစ်ခုကဘာပြောလဲဆိုတော့စကားတစ်ခွန်းနဲ့ပဲတဲ့အဲ့တစ်ခွန်းနဲ့လူတစ်ယောက်ကိုတိဆောက်လို့ရတယ်လို့ပြင်ပြီးတော့ဖြစ်စည်းဖြစ်လို့လည်းရတယ်တဲ့ကြည်ပါဦးဘလောက်တောင်ပြင်းထန်လိုက်လဲနော် တကယ်တော့လေတို့တွေအများစုကကိုပြောလိုက်တဲ့စကားတွေကိုတိတ်ပြီးအလေးအနက်မထားမိတတ်ကြဘူးအသေးဖွဲလေးတွေပဲခဏနေရင်မေ့သွားမှာပဲဆိုပြီးတော့လေအရင်မကြည့်ဘူးလို့ထင်တတ်ကြတာမျိုးပေါ့ ဒါမဲ့အမှန်တကယ်ကအဲ့ဒီလိုမဟုတ်ဘူးဗျရှဲလူကြီးတွေကပြောခဲကြတယ်စကားအနာကရှိုင်းတယ်တဲ့ဆိုလိုချင်တာကရှင်းရှင်းလေးပဲစကားတစ်ခုံးကြောင့်ရလိုက်တဲ့တန်ရာကလေနှလုံးသားထဲမှာအချိန်တော်တော့ကြတခါလေတစ်သက်လုံးကောင်မှဆွဲချက်နေနိုင်တယ်ဆိုတဲ့သဘောပဲဒီလိုစဉ်းစားကြည့်လို့ရတယ်ဗျာမကောင်းတဲ့စကားလုံးတွေဆိုတာကစုခလုတ်တွေလိုပဲစိုက်ဝင်သွားရင်အချိန်အကြာကြီးနာကျင်မှုကိုခြံထားခဲ့တာဟုတ်တယ်မလားကောင်းတဲ့အားပေးစကားလေးတွေကြတော့ဈေးပတ်တီးလေးတွေလိုပဲသူကနာကျင်နေတဲ့ဒဏ်ရာတွေကိုတတ်တာစေတယ်ရှစ်ဆက်ဖို့အားရနေလောင်စစ်စေသေးတယ် ဆိုတော့ဒါကဘာကိုပြနေလဲဆိုရင်တို့တွေရဲ့ပါစကထွက်သွားတဲ့စကားတစ်ခွန်းဟာလေတကယ်ကိုအစွမ်းထက်တယ်ဆိုတာပဲလူတယောက်ရဲ့ဘဝတစ်ခုလုံးကိုတော့ပြောင်းလဲဖြစ်နိုင်တဲ့အထီပဲ အဲ့ဒီတော့ဒီနေ့အတွက်မေခွန်လေးတစ်ခုပေါ့ကိုယ့်ရဲ့စကလုံးကောင်းကောင်းလေးတစ်ခုနဲ့တစုံတရာကိုအားရနေဖြစ်စေမလားစဉ်းစားကြည့်ကြရပေါ့နော်